ကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်မိမိရဲ့ကောင်းကျိုးဆိုးကျိုးရလဒ်တွေဟာမိမိရဲ့အတိတ်ပြစ္ဆုတ်ပံကာလတွေရဲ့လောက်ရက်တွေကြောင့်ဖြစ်တယ်ဘယ်သူတဦးတယောက်ကမှဖန်တီးစီရင်ပေးနေတာမဟုတ်ဘူးလို့အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခွင့်ကိုဟောကြားခဲ့တဲ့တဆူတဲသောဘာသာရေးခေါင်းဆောင်ဖြစ်တယ်ကျွန်တော်ဗုဒ္ဓဘာသာဖြစ်ရတာလက်ပြလုံးတယ်ကျင့်တတ်တယ်ဘယ်သူတဦးတယောက်အပေါ်မှာမှမိခိုခြင်းစိတ်တွေမွေးကလေးကမတင်ခဲ့ရလို့